မာတင်ရီဆော့တိတ်မဲ့ဆမ်မာဂီတာတော်တွေအမ်လေးမှာပြန်လည်လာပါစေ။ဘောကတူတောင်းလုံးနဲ့ဆိုတဲ့တပ်ပုံကတော့ရာဂါနှုံးတော့မမှန်နိုင်ပါဘူးရှင့်။ဒီကြပြောမယ်ဆိုလို့ရှိရင်ပြီးဆုံးသွားခဲ့တဲ့အတိတ်ကိုလဲကြည့်လိုက်တဲ့အခါမှာဘလောက်မှမကြောက်လို့ချင်ရတယ်ဆိုပေမဲ့လည်းဘောရဲ့အနာကလက်ကျန်တက်တန်းကိုရေချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဘလောက်မှမနေရဘူးလို့ချင်မှဆရာရှိပါတယ်။ဒါကြောင့်မဲ့ဘောကတိုးပါတယ်ဆိုပြီးတော့မှတ်ယူကြပုံပါပဲ။ဒါပေမဲ့ပေါ့နော်ပြစ်စုံပတ်မှာရုန်းကန်နေရတဲ့သူတွေကတော့ဘောကရှစ်လျားလွန်လာပါတယ်။စိတ်ပြည့်ခြင်းတွေကိုရောဆက်ပြီးတော့စမ်းသပ်ခြင်းနဲ့ထိုင်ပြီးနေရတဲ့လူတယောက်အတွက်ကလည်းပြစ်စုံပတ်ကရှစ်လျားလွန်လာပါတယ်ရှင့်။တစ်ချိန်တစ်ခါကအာဆင်နယ်မှာလဲကျဖြစ်ခဲ့တဲ့မာတင်နယ်လီရဲ့လက်ရှိပြစ်စုံပတ်ကလည်းပုံမှန်တဲ့ဆိုင်လို့ရှိရင်စက်တန်းနေပါတယ်။အာဆင်နယ်ရဲ့အတော့ပေါဆုံးချက်ဝင်အဖြစ်သတ်မှတ်ခံခဲ့ရသူမာတင်နယ်လီကလက်ရှိမှာအရန်ခုံမှာထိုင်ဆွေးနေရပြီးတော့မင်းရဲ့ပိုင်းခြားတော့ဝင်ကစားရအောင်လည်းကျင်းနေရပါတယ်။ဒါကြောင့်အခုဗီဒီယိုထဲမှာဆိုရင်အာဆင်နယ်မှာအနေအမြင့်အသက်အကျတွေကိုဖျက်ဆီးခဲ့ရပြီးတော့အငယ်ကောင်လို့အာဆင်နယ်ဖန်နီကချက်စလို့ခေါ်ကြတဲ့မာတင်နယ်လီရဲ့အကြောင်းကိုသက်ဆက်ပေးချင်ပါတယ်။2000ခုနှစ်မိုးဦးရသည့်ဇွန်လရဲ့ရက်တရက်မှာဘရာဇီးနိုင်ငံဆော့ဘိုလိုအရမှာချက်တဲ့ပွင့်ဖားမြင်လာခဲ့ပါရဲ့ရှင့်ဘရာဇီးကစားသမားအများစုဟာပေါ့နော်ဆင်းရဲချွတ်တဲ့ဘွားကနေလာခဲ့ကြသူတွေဖြစ်ပြီးတော့ဒီမာတင်နယ်လီအတွက်ဆိုလို့ရှိရင်လည်းအဲ့ဒီတပ်ပုံကချွတ်ချက်မရှိကိုမှကန်ခဲ့တာပဲဖြစ်ပါတယ်နာမည်ကျော်ဘရာဇီးကစားသမားရဲ့ချုံးစံအတိုင်းပဲမာတင်နယ်လီကသူ့ရဲ့ဘွားကိုလမ်းမပေါ်ကနေစတင်ခဲ့ရတာပဲဖြစ်ပါရဲ့ရှင်မာတင်နယ်လီကပေါ့နော်ပထမဦးဆုံးထိတွေ့ခွင့်ရတဲ့ဘောလုံးနယ်ပယ်ကတော့ဖူဆယ်ပါပဲ2010ခုနှစ်မှာမာတင်နယ်လီကဘရာဇီးကလပ်ကိုရီတီယန်ဖူဆယ်ကတင်းကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်မာတင်နယ်လီကဘောလုံးထိန်းချုပ်ပုံလင်မြတဲ့ခြေထောက်တွေကဖူဆယ်မှာကစားဖို့မွေးဖွားလာခဲ့သူအဖြစ်လည်းတင်စားခံခဲ့ရပါတယ်ကိုရီတီယန်ဖူဆယ်မှာမာတင်နယ်လီကခြေစွမ်းပြနိုင်ခဲ့ပြီးတော့စုစုပေါင်း900ကျော်အထက်သွင်းနိုင်ခဲ့ပါတယ်ဖူဆယ်ကတော့မာတင်နယ်လီရဲ့အိမ်မက်တော့မဟုတ်ပါဘူးမာတင်နယ်လီစိတ်ကိုရင်ချတဲ့ခမ်းနားတဲ့အရာတွေမဟုတ်ပါဘူးရှင့်2015ခုနှစ်မှာမာတင်နယ်လီကဘရာဇီးစတုထက်တန်ကလပ်အီတာရိုကိုပြောင်းဆက်လာခဲ့တာပဲဖြစ်ပါတယ်အသေးလူငယ်ကစားသမားတွေထဲမှာပေါ့နော်မာတင်နယ်လီကအချိန်ပေါ်ဆုံးဖြစ်ခဲ့ပြီးတော့အီတာနာရိုရဲ့အသက်ငယ်ဆုံးပွဲထွက်ကစားသမားအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ပါတယ်ငရလုံးတဲ့အနေအထားမှာဆိုရင်ဒီမာတင်နယ်လီကပွဲပေါင်းများစွာကိုကစားခဲ့ရပြီးတော့မန်ချက်စတာယူနိုက်တက်ဘာစီလိုနာရီယယ်မက်ဒရစ်တို့လိုဥရောပထိပ်သီးအသင်းတွေရဲ့စိတ်ဝင်စားခြင်းကိုလည်းခံခဲ့ရပါသေးတယ်ရှင့်မာတင်နယ်လီကယူနိုက်တက်စီကနေငင်းခံခဲ့ရတဲ့အသေးကွဲဆက်လန်ပုံမြင်လည်းရှိပါသေးတယ်ဥရောပထိပ်သီးအသင်းတွေကြားမှာယူနိုက်တက်ကမာတင်နယ်လီကိုခြေစွမ်းစမ်းသပ်ခံဖို့ပထမဆုံးစိတ်ခေါ်ခဲ့တဲ့အသင်းပဲဖြစ်ပါတယ်အဲဒီတော့ဆိုလို့ရှိရင်မာတင်နယ်လီက Greenwood နဲ့တန်းထဲပါဒီမာတင်နယ်လီကပေါ့နော် United မှာခြေစွမ်း၄ချိန်တိုင်စမ်းသပ်ခံခဲ့ရတယ်ဆိုပေမဲ့လည်းအငင်းခံခဲ့ရပြီးတော့အသေးကွဲဆက်လန်ရှိခဲ့ပူပါတယ် United ကိုတကြောပြန်ရောက်ရှိလာတဲ့ပေါ့ပါစီကနေမာတင်နယ်လီကအပေးစကားတွေနားထောင်ခံခဲ့ရပါတယ်ဘရာဇီးကိုပြန်သွားပြီးတဲ့အချိန်မှာဆိုရင်တော့မာတင်နယ်လီကစိတ်ပြတ်သွားတာမျိုးမရှိဘဲနဲ့သူအရင်ကထက်ပို့ပြီးတော့စူးစမ်းမယ်ဆိုတဲ့စိတ်မျိုးသွင်းပြီးတော့စူးစမ်းခဲ့ပါတယ်ချုံပြမယ်ဆိုရင်တော့ဒီအင်တာနာယိုမှာတစားပို့ပြီးခြေစွမ်းပြန့်လာတဲ့မာတင်နယ်လီကိုဒီအာဆင်နယ်အသင်းကတတိချမိပြီးတော့2019ခုနှစ်မှာနေရာသီးမှာပေါက်6တန်းနဲ့ခေါ်ယူခဲ့တာပါလန်ဒန်ကိုစတင်ရောက်ရှိခဲ့တဲ့အချိန်တွေကိုမာတင်နယ်လီကတတိရမိသေးတယ်တဲ့မြို့ကြီးပြကြီးကိုရောက်ရှိလာတော့မာတင်နယ်လီစိတ်ထဲမှာအနှဲငယ်ရှက်မိတယ်လို့ဖြစ်နေခဲ့တယ်တော်နာမျိုးရောက်တယ်လို့ပေါ့ရှက် TV ထဲမှာပဲမြင်တွေ့ဘူးတဲ့အာဆင်နယ်ရဲ့ကန်ဝင်တွေကိုပေါ့နော်အပြင်မှာမျက်ဝါးချစ်တွေ့ဆုံခဲ့တော့မာတင်နယ်လီတယောက်သူ့ကိုယ်သူမယုံနိုင်ဖြစ်ပြီးပါသေးတယ်တဲ့အာဆင်နယ်ကိုပေါ့နော်စတင်ရောက်လာခဲ့ကာလာမှာဆိုရင်မာတင်နယ်လီအတွက်ပြားရည်စမ်းထွေးရတယ်လို့ပဲဖြစ်ခဲ့ပါတယ်စမစ်ရိုဆာဂါဒိုနဲ့အတူပေါ့နော်ဒီမာတင်နယ်လီကအာဆင်နယ်ရဲ့အနာကဖြစ်ခဲ့ပါတယ်သူကိုယ်တိုင်လည်းဂိုးတွေသွင်းခဲ့ပြီးတော့အသက်အရွယ်နဲ့မလိုက်အသင်းတွေကိုချမ်းသာပေးခဲ့ပါတယ်ပြီးခဲ့တဲ့နေ့အပိုင်းခြားမှာဆိုရင်မာတင်နယ်လီရဲ့အာဆင်နယ်ကစားသမားဘဝကတော့ပြန်ပြောစရာကတော့မကောင်းပါဘူးကိုရီးယားဂျာမာတွေချမ်းပါလို့ပေါ့နော်မင်းသမီးကမင်းသားကိုအထင်လဲစရာဖြစ်တယ်လို့မျိုးဗီလီရဲ့ကောက်ချက်မှုတွေကိုဇက်တိုက်ခံနေရတဲ့မင်းသားရဲ့ပြက်ကွက်တွေကိုခံပြင်းစရာကောင်းသွန်းလာပါတယ်ဒီဘရာဇီးမှာဆိုလို့ရှိရင်ဘောလုံးမကန်တက်တာရီယိုဒီဂျနေရိုကရုပ်ထုကြီးနဲ့မာတင်နယ်လီတွေရှိတယ်ဆိုပြီးတော့ချိုးကြပါတယ်ဒီစကားတွေကပေါ့နော်မာတင်နယ်လီရဲ့နားတို့တန်လေးဘူးလောင်းထွက်တယ်လို့ပါပဲဒါကြောင့်လည်းဒီမှာမာတင်နယ်လီကပုံမှန်ပွဲထွက်ခွင့်ပြတ်ဆုံးသွားခဲ့ပြီးတော့အရန်ကုန်ကနေအခွင့်အရေးကိုဖမ်းဆုပ်ဖို့စောက်စားနေရပါတယ်ဒါမဲ့ဗဒက်များမှန်ရင်နုမနစ်ဦးဆိုတဲ့ဆိုရိုးကပေါ့နော်မာတင်နယ်လီရဲ့နားထဲမှာဆွဲမြဲနေပုံရပါရဲ့ရှင့်ဒီဟာဒီမှာအရန်ခုံကနေထလာပြီးတော့အသင်းအတွက်အရေးပါတဲ့ဂိုးတွေသွင်းပြပြီးတော့ပြန်လဲနိုင်ဖို့စ조사နေတာကိုလည်းတွေ့ရပါတယ်မြန်မာတော့တန်တရားကိုယုံပါတယ်ဆိုရတဲ့လာပိုင်ညတွေကိုသိဆုံနေရတဲ့မာတင်နယ်လီအတွက်ကတော့တာယာပွဲလာပြညတွေဟာလည်းပြန်လဲရောက်ရှိလာမှာပါမာတင်နယ်လီချုပ်သိမ်းမဲ့ဂျင်းနူးပွဲဆမ်မာဂီတာအတန်တွေဟာဆိုလို့ရှိရင်လည်းပေါ့နော်အမ်ဘရိတ်မှာတက်ခါပြန်လဲလာအောင်မလို့ယုံကြည်မိပါတယ်ရှင့်